Kayuna Jizuro and Pizo Javasido. Dinimaro Mashida Mhopabu. Maminaba Suri Jauyalan Abijimare Kabawajan Septima Abraha Tanayoko Yatabare the Yogaro Gadidon Shinetali is a Pabare not the Yogaro 2 year Joma Hakarane 2 Ming Maga at the GB Nakalima Wina Laupu Team Biro 2 year Ja a Jam Bidekama Yojaya Jango Natom Biro Gadidon Masine Tali Muilabare 2 ha Yain Biro Ema Sesu Tala ta Erika Matumi Maga Mount Kaine, Payaga let the Boduro, Yibuli the Lone, Monley the Lone, Tone Chitema Abranga, Pulai Bare, Yibule Cone, Drosazia le Cone Kama, Yitausia Machiro, Galili at the Aroma Pibare, Tumi King a Machia do, Chombo Oma Tab, Kawe with Twilight. Erichima be kaunge damanga chechelare mzoi mane le luling ye atango phaya thakhin jabe chechin thaba kali ko pui chi ba de tu ko nga lu myo ji phit swai me so bi ro Hakara ko kati pi ba de eri ching ma be Hakara ye myat si ha puint bi ro chechin me ye twin ko myin de kha ma eri pu the ma ye ko phit bi ro luling ko ye tai bi ro atat sat khwin ya bi ro naw song luling ha အဲ့ဒီတော်ထဲမှာကြီးပွားပြီးတော့နောက်ဆုံးလူမျိုးကြီးတပါးအနေနဲ့ကဘာပေါ်မှာယနေ့ထိကဘာကြီးကိုလွှမ်းမိုးတဲ့လူမျိုးကြီးဖြစ်လာတာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့မိခင်ရဲ့တွင်တင်မှုမိခင်ရဲ့ခံစားချက်ခါးသီးမှုအပေါ်မှာမိခင်ရဲ့ရိုက်တွင်းထားတဲ့ဩဝါဒတွေကြောင့်မလို့ဒီနေ့ထိသူတို့တွေဟာထိုကဲ့သို့ဖြစ်နေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်အားပေးခြင်းတဲ့ຢာကဟာကရဟာအာဗြဟံပေးလိုက်တဲ့ ပူးထဲကရေကုံသွားတဲ့အခါမှာမျောလင့်ချက်မဲ့ပါတယ်ဒါပေမဲ့ဖယားသခင်ပြင်ဆင်ထားတဲ့အရာအသိရှိပါတယ်เนาะကျွန်တော်တို့လည်းပဲကျွန်တော်ခွန်အားကျွန်တော်တို့ပြင်ဆင်ထားတဲ့အရာတွေကုံသွားတဲ့အခါမှာဖယားနီလန်ရှိပါတယ်အဲ့တော့တကယ်တော့ဟာကရသူ့ကလေးကိုရေတိုက်เสียရေမရှိတော့တည်ရတော့မှဖြစ်တကယ်တော့ရေသွင်းမရှိတာမဟုတ်ဘူးရေမရှိတာမဟုတ် तू မမြင်တာဘာကြောင့်တီးရေကိုမမြင်တယ်လဲဆိုတော့သူ့ရဲ့သခင်မကညှင်းဆဲတဲ့အရာတွေเนาะ အာဗြဟံကမောင်းထုတ်လိုက်တဲ့အရာတွေသူ့သားအမိနှစ်ယောက်သေးပဲငါတို့နှစ်ယောက်သေးပဲကြီးစံတော်ကြီးထဲမှာမျောလင့်ချက်မဲ့နေပြီဆိုပြီးတော့သူ့ရဲ့နှလုံးသားထဲမှာခါးသီးမှုဒီမတရားမှုဒီကိုပဲပြည့်နှက်စွာခံစားပြီးတော့မကျေနပ်မှုတွေနဲ့ပြည့်တဲ့အခါမှာအဲ့ဒီရည်တွင်းကိုယ်တော်မှသူမမြင်နိုင်တော့တာဖြစ်ပါတယ်ဒါပေမဲ့ဖယားကသူ့ရဲ့မျက်စိကိုဖွင့်ပေးလိုက်ပါတယ်နော်အဲ့တော့ယာကုပ်အခန်းကြီး1အပိုင်းငယ်9မှာကျွန်တော်ကြည့်တဲ့အခါမှာလည်းပဲတဆုံတယောက်တော်သူဟာပိညာကိုလို့ရဆိုရင်ဖယားသခင်ကိုတောင်းပါဖယားသခင်ပေးမယ်လို့ပြောပါတယ်အဲ့တော့ယာကုပ်1မှာကျွန်တော်ကြည့်တဲ့အခါမှာဣသရေလလူမျိုးတွေညှင်းဆဲခြင်းခံရတော့အရရက်ကိုထွက်ပြေးရတဲ့အချိန်မှာပြောတာဖြစ်ပါတယ်နော်ဘာကြောင့်မလို့ဆင်းရဲဒုက္ခဤကဲ့သို့တွေ့ရတဲ့ဆင်းရဲဒုက္ခကြားထဲမှာဖယားရဲ့ရွယ်ချက်ဖယားရဲ့အစီအစဉ်ပါလေဆိုတာကိုမင်းတို့သိအောင်ဖယားရှင်ညံတောင်းပါလို့ပြောနေတာဖြစ်ပါတယ်ဒါကြောင့်ဒီမှာရှင်ရမိတ်ဆွေကျွန်တော်တို့အားလုံးလည်းပဲကျွန်တော်တို့ဖယားသခင်ပြင်ဆင်ထားတဲ့အရာတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်ခံရတဲ့မတရားမှုတွေဆင်းရဲဒုက္ခတွေကျွန်တော်တို့ခံရတဲ့အရာတွေကိုပဲနှလုံးသားထဲမှာမွန်းကျပ်စွာခံစားနေတဲ့ဆိုရင်ဖယားသခင်ပေးတွေ့တဲ့အကြောင်းရင်းကိုမမြင်တဲ့အခါမှာအဲ့ဒီအရာတွေကအဆိုးလို့ပဲကျွန်တော်မြင်မှာဖြစ်ပါတယ်ဒါပေမဲ့ဖယားသခင်ကကျွန်တော်မျက်စိကိုဖွင့်လိုက်တဲ့ဆိုရင်တော့အဲ့ဒီအရာတွေဟာကျွန်တော်တို့ကောင်းကြီးဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်ယောသတ်ဟာညီကိုရီကရောင်းစားပလိုက်တယ်အဲ့ဒါကိုပဲသူခံစားရဆိုရင်တော့သူဟာဝယ်နေကြည်ွယ်ခြင်းနဲ့ပဲဘဝကိုဆုံးသတ်မှာဖြစ်ပါတယ်ဒါပေမဲ့ယောသတ်ရောင်းစားခံရတာဟာဖယားကသူ့ရဲ့မျက်စိကိုဖွင့်ပေးလိုက်တဲ့အခါမှာနောက်ဆုံးဖယားသခင်သူ့ကိုချီးမြှောက်ခြင်းလို့ပဲဖြစ်တယ်ဆိုတာကိုအဖြေတွေ့ရတယ်လို့ပါပဲနော်ဒီမှာရှင်ကျွန်တော်ယုံကြည်သူများခါတီချင်းနဲ့အခက်ခဲပြဿနာဒုက္ခတွေကိုပဲမွန်းကျပ်စွာနှလုံးသားထဲမှာနေရာပေးတယ်ဆိုရင်ဖယားမြင်စေခြင်းနဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံထဲကနေကောင်းကြီးမင်္ဂလာအခွင့်အလမ်းအသစ်တွေကိုကျွန်တော်မြင်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ခါတီချင်းနေအခက်ခဲပြဿနာတွေကိုနှလုံးသားထဲမှာကျွန်တော်နေရာမပေးဘဲနဲ့ဖယားသခင်ကိုမျှော်ကြည့်ပါဖယားသခင်ထမ်းမဆုတောင်းပါဖယားသခင်ဘာကြောင့်ဒီအရာကိုပေးတွေ့တယ်လဲဘာရွယ်ချက်လဲကျွန်တော်တို့အတွက်ဘလို့ကောင်းကျိုးတွေရှိတယ်လဲဆိုတာဖယားသခင်ကမြင်တွေ့စီဖို့ကျွန်တော်ရဲ့မျက်စိကိုဖွင့်ရန်အတွက်ဆုတောင်းပါဒါဆိုရင်ကျွန်တော်တို့ကြုံတွေ့ရတဲ့ခါတီချင်းတွေအားလုံးဟာတကယ်တော့ကျွန်တော်တို့အတွက်ကြီးမားတဲ့ကောင်းကြီးမင်္ဂလာအတွက်ပဲဆိုတာကိုသင်မြင်လာရလိမ့်မယ်လို့အားပေးနှိုးဆော်ချင်ပါတယ်အားလုံးပေါ်ဖျားရှင်ကောင်းကြီးရှိပါစေ
ကိုရောထစကဆူတောင်းတာဒီကဘာကြီးရဲ့တော့ကဝင်ကဘာလေမာဖေကူလမ်းပြပါကိုရောဖေယာဒီဝကီလာနေရများစွာမမြင်နိုင်အန်ရဲ့ကြုံတွေ့ရစဉ်ကကိုရောလည်းများအားဖြင့်ကျွန်တော်အားပိုက်တွေဖေးမှုပါနေဝေမို့ချုံညတဲ့သွားသည့်တိုင်ကိုရောချီစုရေတွက်မိနေသူကျွန်တော်လုံးသားများအားလမ်း